သခင်ရဲ့လူတွေကဖျားသခင်ကိုမနာခံကြဘူးဒါကြောင့်မို့သူတို့ရဲ့ရန်သူတွေကသူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားဖို့ဖျားသခင်အခွင့်ပေးလိုက်တယ်ရန်သူတွေကယေရုရှလင်မြို့ကိုဖျက်ဆီးပြီးဘာဘူးလုံမြို့ကိုယူဒလူအများအပြားခေါ်ဆောင်သွားခဲ့ကြတယ်ဒံယေလကဘာဘူးလုံရောက်ယူဒအမျိုးသားတစ်ယောက်ဖြစ်တယ်သူကဖျားသခင်ကိုယုံကြည်အားကိုးပြီးတနေ့ကို3 ကြိမ်ဆုတောင်းတယ်ဖျားသခင်ကဒံယေလကိုကောင်းကြီးပေးလို့သူကဘာဘူးလုံပြည်မှာအာဏာရှိတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်ခေါင်းဆောင်အချို့ကဒံယေလကိုမနာလိုဖြစ်တဲ့အတွက်ဥပဒေအသစ်ကိုထုတ်ပြန်ကြတယ်ဒါရိမင်းကြီးစီမှာပဲဆုတောင်းကြရမယ်လို့ကြေညာကြတယ်အဲ့ဒီဥပဒေကိုမလိုက်နာရင်ချင်းသေးတွင်တည်းပြစ်ချခံရမှာဖြစ်တယ်ဒါရိမင်းကြီးကိုယ်တိုင်လည်းဒီဥပဒေကိုသဘောတူခဲ့တယ်ဒံယေလကဖျားသခင်ထံမှာပုံမှန်ပဲဆုတောင်းတဲ့အတွက်အဖမ်းခံခဲ့ရတယ်ဒါရိမင်းကြီးကဒံယေလကိုနှစ်သက်တဲ့အတွက်သူအဖမ်းခံရတာကိုဝမ်းနည်းခဲ့ရတာပေါ့ဒါရိမင်းကြီးကလိန်ညာခံလိုက်ရပြီဆိုတာသိသွားပေမဲ့ဥပဒေကိုပြင်လို့မရတော့ဘူးဒါကြောင့်ဒံယေလဟာချင်းသေးတွင်တည်းပြစ်ချခံခဲ့ရပါတယ်ချင်းသေးတွေကဟိန်းဟောက်ပြီးဒံယေလအနာကပ်လာကြတယ်ဒါပေမဲ့ဘုရားသခင်ဆေလွတ်လိုက်တဲ့ကောင်းကင်တမန်ရောက်လာပြီးချင်းသေးတွေရဲ့ပါဇက်ကိုပိတ်လိုက်တယ်ဒံယေလဟာတညလုံးချင်းသေးတွင်ထဲမှာပဲရှိနေပေမဲ့ဘာမှမထိခိုက်ခဲ့ပါဘူးနည်းနည်းစောစောမှာဒါရိမင်းကြီးကဒံယေလများအသက်ရှင်သေးရလားမသိဘူးဆိုပြီးချင်းသေးတွင်နာသွားကြည့်တယ်ဒံယေလကထာဝရဘုရားသခင်ဟာကျွန်တော်ကိုကယ်တင်ဖို့ကောင်းကင်တမန်ဆေလွတ်တော်မူပြီလို့ပြန်ပြောတော့ရှင်ဘုရင်ကြီးကတိတ်ပျော်သွားတာပေါ့ပြီးတော့ဒံယေလကိုတွင်းထဲကနေချက်ချင်းထုတ်လိုက်ကြစမ်းလို့အမိန့်ပေးလိုက်တယ်နောက်တော့ဒါရိမင်းကြီးကဒံယေလရဲ့ရန်သူအားလုံးကိုချင်းသေးတွင်ထဲပစ်ချလိုက်တယ်ချင်းသေးတွေကသူတို့ကိုတခါတည်းကိုက်စားလိုက်ကြတယ်ဒါရိမင်းကြီးကဒံယေလရဲ့ဖျားဖြစ်တဲ့တကိုးကြည့်ပြီးအသက်ရှင်တော်မူတဲ့ဖျားသခင်ကိုယိုသေးရမယ်လို့တိုင်းပြည်လုံးမှာရှိတဲ့လူတွေကိုအမိန့်ပေးလိုက်တယ်